မင်္ဂလာပါကျွန်တော်တို့အခုဒီ AutoCAD command တွေကဒီကျွန်တော်တို့ area တွက်ဖို့အတွက်ကို area command နဲ့ကျွန်တော်တို့နောက်တစ်ခါဒီ list command ပေါ့နော်ဒီ command တစ်ခုကိုသုံးပြီးတော့ကျွန်တော် area တွေဘယ်လိုတွက်မယ်ကျွန်တော်တို့ဒီ parameter ပေါ့နော်ကျွန်တော်တို့ total ဒီ boundary တစ်လျှောက်ကျွန်တော်တို့ဒီ total length ဘယ်လောက်ရှိမလဲပေါ့နော်အဲ့လိုတွေကျွန်တော်ဘယ်လိုတွက်မလဲဆိုတဲ့ဟာလေးကိုကျွန်တော်တို့လေ့လာကြည့်မှာဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်တို့ကဒီဥပမာဆိုရင်ကျွန်တော်ဒီမှာဒီ rectangle လေးတစ်ခုဆွဲထားတယ်1500ပတ်လည်ရှိတဲ့ rectangle လေးတစ်ခုဆွဲထားတယ်ဒီကောင်လေးကိုကျွန်တော်တို့က area တွက်မယ်ဆိုရင်ကျွန်တော်1500အမြောက်1500ဖြစ်တဲ့အတွက်22 5000ပေါ့နော်22 5000 mm square ရှိတဲ့ကျွန်တော်တို့ area လေးတစ်ခုထွက်မှာဖြစ်ပါတယ်အဲ့ဒီတော့ဒါလေးကိုကျွန်တော်တို့ကပထမဆုံး area command ကိုသုံးပြီးတော့ကျွန်တော်တို့ဒီကျွန်တော်တို့တွက်ကြည့်မှာပေါ့နော် area command ကိုသုံးပြီးတော့ total length ကဘယ်လောက်ရှိလဲ parameter ဘယ်လောက်ရှိလဲဆိုတဲ့ဟာတွေကိုကျွန်တော်တို့ area command ကိုသုံးမယ်အဲ့ဒီတော့ကျွန်တော်တို့ဒီ command line ထဲမှာ area ဆိုပြီးတော့ရိုက်လိုက်မယ်ရိုက်ပြီးသွားပြီဆိုကျွန်တော်တို့ကပထမဆုံးကိုဘယ် point နေစပြီးတော့ကောက်မှာလဲဆိုတာကိုကျွန်တော်တို့ select ပေးရမှာဖြစ်ပါတယ် point ကောက်ပေးရမှာဖြစ်တယ်အဲ့ဒီတော့စ point ကိုစကောက်မယ်ပြီးရင်ဒီဘက် point နေစပြီးတော့စတည်ပြီးတော့ကောက်မယ်ပေါ့နော်2 point 3 point ကျွန်တော်4 point 4 point ကောက်လိုက်ပြီပေါ့နော်ကောက်လိုက်ပြီအဲ့လိုမျိုး dead ဖြစ်သွားပြီဆိုကျွန်တော် perpendicular ကြသွားပြီဆိုရင်ကျွန်တော် under လေးကျွန်တော်တို့ခောက်လိုက်မယ် under ခောက်လိုက်တယ်ဆိုရင်သူကဒီမှာချက်ချင်းသူကထွက်လာပြီးတယ်ဒီမှာ area ကျွန်တော်22,500နဲ့ parameter ကျတော့6000ရှိတယ်ပေါ့နော်15လေး60အဲ့ဒါကိုကျွန်တော်တို့ကဒီ data လေးကို copy ကူးခြင်းတယ်ဆိုရင်ကျွန်တော်ဒီမှာ F2 လေးကိုနှိပ်လိုက်ပေါ့နော် F2 လေးနှိပ်ပြီးကျွန်တော်တို့ဒီကောင်လေး copy ကူးပြီးတော့ဒီ coffee ကူးတော့ဒီနေရာမှာ page ပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ဒီထားလို့ရတာပေါ့ဒါဆိုရင်ဒီကောင်လေးရဲ့ area က22,500 mm square ရှိတဲ့ area နဲ့ parameter 6000ရှိတဲ့ကျွန်တော်တို့ဒီဒါ length တစ်ခုရသွားတာပေါ့နော်အဲ့ဒါကိုပဲထပ်သုံးပြီးလို့မျိုးမတူတဲ့နေရာမျိုးဆိုရင်ဘယ်လိုလုပ်ကြည့်မလဲပေါ့နော်ကျွန်တော် area ကိုထပ်ပြီးတော့ command line ထဲမှာခေါ်လိုက်မယ် area ပြီးရင်ကျွန်တော်စကောက်မယ်1 point 2 point 3 point 4 point ဒီကောင်ဆိုဒီထိပဲကျွန်တော်ကောက်လိုက်မယ်ထားပါတော့နော်ဒီတောက်လေးပဲကျွန်တော်ကောက်လိုက်မယ် end point တွေကောက်လိုက်မယ်ကောက်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ enter ဖြစ်ဖြစ် space bar ဖြစ်ဖြစ်ခေါ်လိုက်မယ် enter ဖြစ်ဖြစ် space bar ဖြစ်ဖြစ်ခေါ်လိုက်ပြီးရင်ကျွန်တော်ဒီမှာ F2 လေးကိုနှိပ်လိုက် F2 လေးနှိပ်လိုက်တယ်ဆိုရင်ဒီမှာဒီကောင်လေးရဲ့ area နဲ့ဒီ parameter ကျွန်တော်တို့ဘယ်လောက်ထွက်လာလဲဆိုတော့ဒီမှာ9935 mm length ရှိတဲ့ဒီ boundary နဲ့နောက်တစ်ခါကျွန်တော်တို့ဒီ area က4.89 366 mm square ရှိတဲ့ကျွန်တော်တို့ area တစ်ခုထွက်လာမှာဖြစ်ပါတယ်အဲ့ဒီတော့ဒါကကျွန်တော်တို့ကဒီ area command ကိုသုံးတာပေါ့နော်ကျွန်တော်တော့ဒီ area command ကိုကျွန်တော်သုံးတယ်တစ်ခါတလေသုံးတယ်ကျွန်တော်တို့ပို့ပြီးတော့ prefer ဖြစ်တာကြကျွန်တော် list command ကိုကျွန်တော်ပို့ပြီးတော့ prefer ဖြစ်တယ်ကျွန်တော်ပဲသုံးတာများလို့လားပေါ့နော်ကျွန်တော်အဲ့ကောင်ပို့ပြီးတော့သဘောကျတယ်ဗျ list command ကိုကြတော့ကျွန်တော်တို့ကကြတော့ဒီ AutoCAD data တွေထုတ်တဲ့နေရာမှာအရန်သုံးတယ်ကျွန်တော်တို့ပို့လေးနဲ့ကောက်ပြီးတော့မှ list နဲ့ command ခေါ်တာပေါ့နော်ဥပမာကျွန်တော်ဘယ်လိုလုပ်မလဲကျွန်တော်ဆိုရင်ကျွန်တော်တို့နှစ်ဆင့်လောက်ရတာပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီကောင်ပို့ပြီးတော့ prefer ဖြစ်တယ်ကိုစိတ်ကြိုက် like ကောက်ရတာဖြစ်တဲ့အတွက်အဲ့ဒီတော့ကျွန်တော်ကပထမဆုံးကို poly line ကို area တွက်ရှင်တဲ့ဟာကို poly နဲ့အရင်ပတ်မှာပေါ့နော်အဲကျတော့ poly နဲ့ PL ခေါ်လိုက်မယ်ခေါ်ပြီးရင်ကိုကဒီ area ကိုတွက်ရှင်တာဖြစ်တဲ့ဒီ area ကိုကျွန်တော် poly နဲ့အရင်လိုက်ပတ်တယ် area ကိုကျွန်တော်အရင်ဆုံး poly နဲ့အရင်ပတ်လိုက်တယ်ပတ်ပြီးသွားရင်ဆက်လိုက်တယ်ဆက်ပြီးသွားပြီဆိုရင်ကျွန်တော် list 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 ကိုကျွန်တော် command ခေါ်လိုက်တယ်ခေါ်ပြီးသွားပြီဆိုရင် list list ကိုခေါ်ပြီးသွားရင်ကိုတွက်ရှင်တဲ့ area ကိုတော့ click ပေးလိုက်တယ် select ပေးလိုက် select ပေးပြီးတော့ space bar ပဲဖြစ်ဖြစ် enter ပဲဖြစ်ဖြစ်ခောက်လိုက်တယ်သူကဒီမှာချက်ချင်းသူကထွက်လာပြီးတယ်ပြီးတော့ဒီ point နေမှာဘာလို့ကျွန်တော်ကြိုက်တယ်ဆိုတော့ဒီ point နေမှာရှိတဲ့ coordinate တန်ဖိုးတွေကအစထွက်လာတာပေါ့နော်ကျွန်တော်တို့ကကြတော့ဒီ surveyor တွေကကြတော့ကျွန်တော် layout ရှာဖို့အတွက်ကိုဒီလိုမျိုးcoordinate တွေခေါ်သုံးရတာဖြစ်တဲ့အတွက်ဒီလိုမျိုးပို့ပြီးတော့ကျွန်တော်ကပို့ပြီးတော့ prefer ဖြစ်တာပေါ့နော်အဲဒီတော့ဒီကောင်ဆိုရင် area 22နဲ့ကျွန်တော်တို့ဒီ length ပေါ့နော်ခုနကတော့ data နဲ့တူတူပဲသူထွက်လာပြီဖြစ်ပါတယ်ဒါဆိုရင်ဒီမှာ area က2,500နဲ့ length က total length က6000ရှိတယ်ဒီတစ်ခုရလာပြီเนาะထိုနည်းတူစွာပဲဒီတိုင်းပဲ poly line နဲ့ကျန်တဲ့ဟာတွေလည်းကိုမှကိုကဒီကောင်လေးကိုကောက်ရှင်နေဆိုရင်ဒီကောင်ကောက်မယ်ပတ်မယ်ကိုလိုချင်တဲ့အတိုင်းတာပေါ့เนาะဒီကောင်ကျတော့ပို့ပြီးတော့ကျွန်တော်စိတ်ထဲမှာပို့ပြီးတော့ prefer ဖြစ်တယ်လို့ပို့ပြီးတော့ခံစားရတယ်ဒီကောင်ကိုကျွန်တော်ဒီပူလီနဲ့ပတ်ပြီးတော့မှကောက်တဲ့ဟာပေါ့နော်ဒါတော့ကျွန်တော်သုံးတာတော့အဆင်ပြေတယ်လို့သုံးကြပါတော့เนาะပြီးရင် list enter ခေါ်လိုက်မယ်ခေါ်ပြီးသွားရင် select ပေးမယ်ပြီးရင်
enter ခေါက်လိုက်မယ်ခေါက်လိုက်မယ်ဆိုရင်ဒီမှာ area ထွက်လာပြီး total length ထွက်လာပြီးပြီးတော့ d point နေတိုင်းမှာရှိတယ် coordinate တန်ဖိုးတွေလည်းသူကထွက်လာပြီးဖြစ်ပါတယ်အဲ့လိုမျိုးပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကကို area တွက်ဖို့လိုအပ်လာတယ်ဆိုရင်ဘယ်လိုပဲသုံးပေါ့နော်ဒီကောင်ဆိုရင်ကျွန်တော်ပူလီနဲ့ပတ်လိုက်တာဖြစ်တဲ့အတွက်ပူလီလေးကလည်းတခြားအရောင်နဲ့ဆွဲထားမယ်ဆိုရင်ကိုကဘယ် area ကိုဒီလိုမျိုးရှုပ်နေတဲ့နေရာမျိုးတွေဆိုရင်တော့ကိုကဘယ် area ကိုတွက်ထားလဲဆိုတာကိုပြီးရင်ဒီကောင် hash လေးနဲ့ share ပြီးတော့ရှင်းရှင်းလင်းလင်းပို့ပြီးတော့ပြလို့ရတာပေါ့နော် hash နဲ့ share မယ်ဆိုရင်ဘယ်လို share ရလဲဆိုတဲ့ဟာကိုကျွန်တော်ရဲ့ဒီ AutoCAD 2D သင်ခန်းစာတွေထဲမှာဒီ hash သင်ခန်းစာလေးထဲမှာတွားပြီးတော့လေ့လာကြည့်လို့ရပါတော့ HATC hash ဆိုတဲ့သင်ခန်းစာလေးရှိပါတယ်ဒီထဲမှာပါအဲ့မှာလေ့လာမယ်ဆိုရင်ဒီကိုတွက်ထားပြီးသား area ကိုဘယ် color လေး share ပြီးတော့ဒီ area ဘယ်လောက်ရှိပါဒီ area ဘယ်လောက်ရှိပါကိုအဲ့လိုမျိုးပြမယ်ဆိုပြလို့ရတာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ area command နဲ့ကျွန်တော်တို့ list command poly command တွေသုံးပြီးတော့ကျွန်တော် area ဘယ်လိုတွက်မယ်ဘယ်လိုပြမယ်ဆိုတဲ့ဟာလေးကိုဒီလောက်ဆိုရင်တော့လွယ်လွယ်ကူကူနဲ့လုပ်တတ်ပြီလို့ထင်ပါတယ်